ဒီနေ့ကို highlight လုပ်ချင်တဲ့ cell တွေကိုလွယ်လွယ်ကူကူဘယ်လိုလုပ်ရမလဲပြောမယ်အဲ့တော့ပုံမှန်ဆိုရင်ဒီလို100ထက်ပိုတဲ့ sales တွေကိုအယောင်ချယ်မယ်ပေါ့နော် no အဲ့ဒီလိုလုပ်เสียမလို့အဲ့တော့ကိုလုပ်ချင်တဲ့ column ကို select လုပ်ဟိုပေါ်စမှာ conditional formatting highlight cell rules မှာ greater than ဘယ်လောက်ထက်ပိုတာလဲကိုကလိုချင်တာ100ထက်ပိုရောင်းတဲ့ series ကို highlight လုပ်ချင်တာ100လို့ရိုက်လိုက်မယ်ဒီဘက်မှာအယောင်တွေရွေးလို့ရတယ်ကိုထည့်ချင်တဲ့အယောင်လေးထည့်လို့ရတာပေါ့နော်အခုတော့ကိုရီးယား green ကိုယူလိုက်မယ်100ထက်ပိုရောင်းထားတာ green ပေါ့နော်အဲ့တော့ green okay အဲ့တော့တစ်ခုချင်းစီလိုက်ပြီးတော့ color ချဲစရာမလိုဘူးအဲ့တော့ဒီနေရာမှာ figure တွေပြောင်းသွားလို့ရှိရင်ဥပမာ100အောက်ရောက်သွားရင် green က automatic ပြတ်သွားမှာပေါ့နော်100ထက်တိုးလာရင်တော့ green က automatic ချဲပေးမှာအဲ့တော့အောက်မှာ100အောက်ရောင်းထားတယ်လည်းထပ်လုံးမယ် highlight cell rules မှာ less than ဆိုတဲ့ဥစ္စာကိုရွေးမယ်ရွေးပြီးသွားရင်ဘယ်လောက်ထက်100ထက်နည်းတဲ့ဥစ္စာတွေကိုအယောင်ချဲပေးပေါ့နော်ဘာအယောင်ချဲမှာလဲဆိုတော့ဒီမှာအနီလေးထားလိုက်မယ်အဲ့တော့လွယ်လွယ်ကူကူဒီလိုမျိုးလေး rules ချပြီးလုပ်လို့ရတယ် see you in the next video thank you